2000မလ15ရက်ရွှေဘိုစီကံနောက်ပြီးတော့အဲ့ဒီဆရာကြီးကမောင်ထွန်းရှိဒုက္ခရောက်တော့ပြုလုပ်ရကြရပကံများပေါ်လေ9000ကျဲရေးပါကျဲ1000တိုင်းတွင်ပြောင်းနိုင်ထုံးပါတလဲမှာဖန်ခွက်ထားပြီးတော့ကွင်းရွက်တွေထဲပါအကုန်လွတ်မြောက်အောင်တစ်သက်လုံးကြရအဲ့ဒါကြောင်းပါလေဗျာတဲ့အဲ့ဒါခင်ဗျာကုလူစားအောင်ငါတို့ကမြောက်မှာကျဲဆွဲပြီးတော့ကဲဆရာတက်နေတိတ်နေကြလို့လေပတ်စံရတာကိုရထဲကိုရထဲ9000ကျဲလေမှာဖန်ခွက်ကျဲ9000ကျဲလို့ဆွဲလိုက်ကောတော့မှာပြောင်းနိုင်တယ်အဲ့လေမှာဖန်ခွက်အဲ့မှာကွင်းရွက်တွေလာထဲရေးထဲတရားစီမော်တင်တာလက်တိတ်တော့ပတ်စံရဒီမီလေးမီလို့လုပ်တာနော်ဒီရောဒီတက်ခုဒါမှကျေပွန်းလည်းပါအဲ့9000ကျဲပါကြတဲ့ဗမာပညာမဟုတ်တော့ဘူးဗမာကျဲမဟုတ်တော့ဘူးပေါ့နောက်ပြီးတော့ဘူးလေဟေးဟုတ်တယ်ဖုန်းဆက်ဟုတ်ကဲ့ပြောပါခင်ဗျာအေးဒီနေ့မဖွင့်ပြတော့ပြန်ထွက်လိုက်တော့ဘယ်လောက်ရှိလဲအဲ့14ရောက်လဲပြန်လာထွက်လိုက်ပြီတော့မကျင်းနိုင်ပတ်စံပေးသွားလို့အေးမကျင်းနိုင်ပတ်စံပေးသွားတယ်ကဲအဲ့ဒါပဲမင်းတို့ဘာလုပ်လဲအေးပြီးတော့အဲ့ဒါအေးခဲ့တော့မအမလေးမသိနေလာသေးတယ်ပြောတယ်လာသေးတယ်ဘာအိတ်နေတော့ဒီမကောင်းဝင်ကအိတ်ပြောနေတာဟုတ်ကယောက်ျားလေးလားမိန်းကလေးလားဟောအဖားဒီကူလာဟောလာရင်အကလေးနဲ့မပေးဘူးရထားလာဘုံမလာကြတာကူက